Unit 2.4 ကိုဆက်ပြီးတော့သွားကြရအောင်ပါ Unit 2.4 ကတော့ထုံးစံအတိုင်းဒါ speaking နဲ့ writing ကိုပြပြပေးသွားမှာပါဒီမှာပြပြပေးသွားမှာကတော့အချိန်တွေကိုဘယ်လိုပြောရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်အော်ဒီနေရာလေးတွေကိုကြည့်လိုက်ကြရအောင်ဒီမှာဆိုလို့ရှိရင် look at the clock နာရီကိုကြည့်ပါ listen and write the missing word ပြီးလို့ရှိရင်ဒီမှာကွက်လက်ထဲမှာပေါ့နော်မပါတဲ့စလုံးမျိုးတွေကိုလိုက်ပြီးတော့ဖြည့်ပေးပါဆိုပြီးတော့ပြောထားပါတယ်နောက်ချက်ကဒီဟာလေးကိုအတန် file လေးနားထောင်ဖို့ဖွင့်ပြပေးပါမယ်နော်။နော်အချိန်တွေကိုဘယ်လိုမေးလဲဘယ်လိုဖြေရလဲဆိုတာသိလောက်ပြီလို့ထင်ပါတယ်။အဲ့တော့အချိန်ကိုဘယ်နှနာရီထိုးပြီလဲလို့မေးချင်လို့ရှိရင်သူ့ရဲ့မေးဖို့မင်းကြီးက what time is it နော်။သူကဘယ်နှနာရီထိုးပြီလဲလို့မေးတာပါ။အဲ့တော့ကိုယ်ကနိုင်မပါလာဘူးပေါ့နော်။သူများကိုနိုင်မေးချင်တယ်ဆိုလို့ရှိရင်တော့ဒီစလုံးကိုသုံးလို့ရပါတယ်။ what time is it အဲ့တော့ဒီဘက်ကနေပြီးတော့ it is 1 o'clock it is 2:05အစားရှိတဲ့စလုံးတွေကိုသုံးသွားလို့ရပါတယ်နော်အဲ့တော့ဒီဟာလေးကိုနားလည်သွားပြီဆိုလို့ရှိရင်ခြေတို့ကအခုနောက်တစ်ခုဆက်ပြီးတော့တာပေးပါမယ်ဒီခါမှာကတော့နိုင်ပုံလေးတွေကိုမျိုးစုံမြင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာပထမဆုံးနံပါတ်1ကိုသူကဖြေပြပေးထားတယ် what time is it it is 1:15အဲ့ဆိုလို့ရှိရင်ကြံတဲ့ဟာတွေမှာရောနိုင်တွေကိုဘယ်လိုခေါ်ပါလဲနံပါတ်2ကိုဒီမှာ9နာရီเนาะ9နာရီဆိုတော့ရေတို့ဘယ်လိုပြောကြမလဲ what time is it နံပါတ်1က 1:15 နံပါတ်2 5 o'clock 3 number 3 7:45 number 4 8:50 number 5 9:07 number 6 11:31 number 7 4:34 number 8 6:53 နေအဲ့တော့ဒီဖြေမြန်လေးတွေရခဲ့ကြလားမသိဘူးเนาะ